နေဇေယျဝန်ကြီးဌာနရဲ့ဇီဝိတဒါနစုပေါင်း9လွတ်ပွဲအခမ်းအနားကိုမြန်မာနှစ်စန်း1ရက်နေ့ဒီကနေ့မနက်ပိုင်းမှာနေပြည်တော်ရှိမင်္ဂလာကန်တော်မှာကျင်းပခဲ့ပါတယ်။အခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့တာဝန်ရှိသူများဦးဆောင်ကဘေးမဲ့ငါးသားပေါက်ကောင်ရီ1000အားဇီဝိတဒါနအဖြစ်မင်္ဂလာကန်တော်အတွင်းသို့ကုသိုလ်ပြုလွှတ်ပေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။